Hello, good morning. မင်္ဂလာပါရှင်။ကဲဒီနေ့ကအိယာထားနောက်ကျသွားတယ်။ည Netflix နဲ့နှစ်ပါသွားပြီးတော့အာရတင်မှာပေါ့နော်ပိတ်ရဆိုလို့ရှင်အဲ့လိုမျိုးကြည့်တတ်တာပေါ့နော်။ဟိုအိယာထားဘယ်လိုခေါ်မလဲဝင်နောက်ကျတာပေါ့နော်။ညတိုင်းစင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်ခါလေကြမနေ့ပိုင်းနေပါကြသိအားရမရှိဘူးလေနော်။ဆိုတော့ဒီနေ့ပိတ်ရလည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမနေ့၈နိုင်မှနိုးတယ်၈နိုင်မှနိုးတဲ့အတွက်ကြောင့်အခု breakfast စားပါတယ်လို့ဒီနေ့ပြောချင်တာတော့လေနော်ကျမကြီးနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာပေါ့နော်ကျမကြီးအဓိကပဲသိလားဘာကြောင့်ကျမကြီးအဓိကလဲဆိုတော့မချမ်းပါတဲ့ခါတည်းအဲ့လိုမျိုးစေးတောက်ရပါတယ်လို့နော်ရင်တော့အမှုမဲ့အမှတ်မဲ့နဲ့နေခဲ့တာလေနော်အမှုမဲ့အမှတ်မဲ့နဲ့နေခဲ့တဲ့အခါကျတော့အခုကျတော့ရမ်းကိုပြန်ပြီးတော့ထိန်းရတာပေါ့နော်ပြီးတော့အသက်60ပြည့်ကန်လေးဆိုတော့58ရှိပါပြီလို့နော်60ပြည့်ကန်လေးအသက်40ကျော်တာနဲ့မိန်းမတွေကသွေးဆုံးတာတွေပါတယ်ရှိတာရှိတယ်လीနော်ရမ်းကြီးဆိုင်တာပေါ့နော်ပြီးတော့ကိုကမျိုးရိုးလေးရှိတာပေါ့နော်မျိုးရိုးမှာလည်းကိုကလူစီးကျူယောဂါတို့ဘာလို့ရှိလို့ရှိမျိုးလိုက်တယ်လीနော်ဒါကြောင့်ဒီနေ့ကျမ်းမာရေးနဲ့ပတ်သက်တာကိုအထူးလေးပြပြခြင်းပါတယ်လို့နော်အားလုံးပဲဟိုတချို့လည်းသိချင်သိနေမှာပေါ့နော်တချို့လည်းမသိချင်မသိပေါ့နော်ရင်တော့ကဒါကျမဒီမနေ့ပိုင်းဆိုရင်တောက်ရတဲ့ဆေးပါလို့နော်ဒါကတော့ဒီမှာကျတော့လေနော်ဆွေတင်မှာကျတော့ဆေးပါတွေကဝယ်ချင်တိုင်းဝယ်လို့မရပါဘူးဒီလိုမျိုးလေးတွေပါပါတယ်နော်ဒီလိုမျိုးလေးတွေကိုရဲ့မှတ်ပုံနံပါတ်ပြောရမှာပေါ့နော်အဲ့ဒါလေးပါမှာဆရာဝန်ရဲ့လက်မှတ်နဲ့မှဝယ်လို့ရတယ်ဒါတော့ metformin ပေါ့နော်ဒါကတော့ဒီမှာတော့အရင်မတောက်မဖြစ်နေစေကျွန်မတောက်မှာဒါဒီဘက်ပေါ့နော်ဆေးကြိုယောဂါသမားအတွက်ကျွန်မတောက်ရတဲ့ဆေးပါလို့နောက်တစ်မျိုးကတိုးလာသေးတယ်ဒါတော့သူကသွေးတွေခဲနေတဲ့အတွက်ကြောင့်ပေါ့နော်ဒါပြောမှဆိုကိုလက်စထရောတွေရများတဲ့ခါကျတော့သွေးတွေခဲတဲ့ခါကျတော့အဲ့ဒီသွေးကိုပေါ့နော်မခဲအောင်ပေါ့နော်ရိုးလေးပြမခဲအောင်ပေါ့သွေးကြတဲ့သွေးဖြစ်တဲ့အတွက်ကြောင့်သွေးကျဲဈေးပေါ့နော်ပြောရမယ်ဆိုတော့အဲ့ဒါကတော့ကျွန်မအတွက်ရာသက်ပံတောက်ရမှာပါရာသက်ပံတောက်မှာပါပြီးအန်ဒီကဒီလိုမျိုးလေးလောက်ထားတာပေါ့နော်ဘီလေးနဲ့အခုဆိုရင် Sunday ဖြစ်ပြီလေဒါမနေ့ရဲ့ညနေရဲ့ပေါ့နော်တောက်ဆိုခကြကိုကမိတက်တယ်လीနော်ငါဒီဘူးတဲ့နဲ့ကိုထုတ်တဲ့ခါကျဟဲ့ငါတောက်ပြီးသွားပြီလားခကြအလုံးရှုပ်တဲ့ခါမသိလို့ဟဲ့ငါတောက်ပြီးပြီလားငါမတောက်ရသေးဘူးလားဆိုတော့အဲ့လိုမျိုးလေးကိုက Monday to Sunday ပေါ့နော်ဒီနေ့ဆိုခုဆိုမကြခင်တာကိုကိုထည့်ပြီးတော့သုံးရတာပေါ့နော်ဒါမနေ့ပိုင်းပေါ့ဒါညနေပိုင်းတောက်ရပါတယ်လို့အရင်ကတော့လို့စေးကြုတ်ဖြစ်မှာကိုကအစမသိဘူးဒီလားဒါကတော့မနေ့ဆိုရင်ကျွန်မအငယ်အရင်တော့လုံးဝ breakfast ကိုမစားတဲ့ကျွန်မကဒီစီးကျူယောဂါစဖြစ်ခဲ့တဲ့ကဆရာဝန်ကဒီဆေးကတော့ဒီစီးကျူဆေးကြတော့ဒါတော့အစာနဲ့စားတာဆိုတော့ခုနောက်ပိုင်းတော့ဗာစားလဲဆိုဂျုံပေါ့နော်ဂျုံမှုတော့မဟုတ်ပေါ့နော်ဂျုံချမ်းပေါ့နော်ပြောမှဆိုအဲ့ဒါကိုနွားနို့လေးနဲ့အဲ့ဒါမနေ့ breakfast ပါလို့ဘယ်တော့မှ breakfast မစားတဲ့ကျွန်မအခုဆို breakfast စားတာနှစ်နှစ်ကျော်ပြီပေါ့နော်စီးကျူယောဂါဖြစ်နှစ်နှစ်ရှိနေပြီအစားတော့စီးကျူဖြစ်မှကိုမသိဘူးတိလားဝိတ်တွေကတက်လာဝိတ်တွေတက်လာခါကျတော့ဘာဖြစ်လဲမသိဘူးပေါ့နော်ကိုစဉ်းစားနေရပြီးတော့ခဏကိုရီးယားခါကျထုံလို့ကျင်းလို့လေးပင်တာပေါ့အဲ့မှာလည်းသူတို့တွေ့အရင်တော့စစစ်တာကတော့သူကအသေးမှစီဖုံးနေတာအသေးစီဖုံးကနေပြီးတော့သူတခါတည်းအသေးစီဖုံးတာဆေးမရှိဘူးနော်ကိုကျမ်းမာရေးလိုက်ကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အစားတောက်ပဲကိုကချိုးပြီးချင်းစားတာပေါ့နော်နောက်ပိုင်း test တော့မှစီးကျူယောဂါရှိတယ်စီးကျူယောဂါရှိလို့တည်တဲ့ချိန်မှာ weight က69 kg နော်69 kg တော့ရှိတာအဲ့ဒီ69 kg နဲ့ဘာလို့လဲလားအန်ဒီကကဲမဖြစ်တော့ကိုတော့ထိန်းရတာပေါ့နော်ကိုစစ်ကိုနိုင်ရသေးလားတနေ့ကို3 liter ရေတောက်တာ3 liter နော်ရေတောက်တယ်တနေ့ကိုလမ်းမလျှောက်ဘူးဆိုရင်နိုင်ဝက်တနိုင်လမ်းလျှောက်တာပြီးတော့နှစ်ပတ်လုံးဝထမင်းမစားထမင်းနဲ့ကြီးတဲ့Asian လူမျိုးကထမင်းမစားဘူးဆိုပေမဲ့လည်းငါဖြစ်ကိုငါဘွဲ့ကိုကြာမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ကိုလောက်တာပေါ့နော်အဲ့နှစ်ပတ်တွင်မှာ69နဲ့63 6ကီလိုကြာသွားတယ်ဒီလား6ကီလိုကြာသွားတာပေါ့နော်ပြီးတော့ဆေးလည်းပါတာပေါ့နော်ဆေးလည်းထိန်းရတာပေါ့အခုနောက်ပိုင်းတော့အဲ့လို short နဲ့ထမင်းကမစားလည်းမနေနိုင်တို့မြန်မာလူမျိုးကထမင်းနဲ့ကြီးလာတာဟုတ်တယ်ဟုတ်ထမင်းကမစားပဲလည်းမနေတော့အဲ့ဒါနဲ့စားတာပေါ့ညနေပိုင်းတော့မနေရလို့ပေါ့နော် fruit club ပဲစားရတယ်မနေညနေပိုင်းတော့အဲ့ဒါဆိုမနေ့ပိုင်းကိုဟလာထမင်းကိုတော့
breakfast စားတယ်ညနေလေတစ်ချက်20နာဆိုလို့ရှိရင်ထမင်းကိုစားရတာပေါ့နော်ထမင်းစားတယ်ညနေလုံးဝမစားတော့ဆိုထမင်းကလည်းမစားလို့မရတဲ့အတွက်ကြောင့်အားလည်းရှိအောင်မနော်ကွာလှုပ်နေရဆိုတော့ပြောချင်တာအဲ့ဒါနဲ့ weight ကိုထိန်းတာအခု61အဲ့61ဆိုမှခုနှစ်အဲ့ဒါကိုချနေရလေကြာကိုမကြာနိုင်တော့ weight သူတို့ကလည်းတကယ်အခုနောက်ပိုင်းတော့ဟိုနည်းနည်းလေးပြင်းလာပါတာပေါ့နော်လမ်းလျှောက်တာနည်းနည်းလေးတိတ်မလမ်းမလျှောက်ဖြစ်နေနေတစ်ခွေးလောက်ပဲလျှောက်တယ်အစားလေးနဲ့တောင်းချမ်းတယ်နောက်ပိုင်းဘလောက်ထိအန်ဒီကကိုပေါ့ဒီစီအောင်မှသူကလုံးဝဟိုအန်ဒီဟိုတန်လွင်စီပဲတုံးတယ်နော်ဒီဆွေဒင်ဂလိုဆိုလို့ရှိရင် olive oil ရပေါ့ဆွေဒင်တန်လွင်စီပဲတုံးတော့ချက်တဲ့ခါမှာတန်လွင်စီပဲလုံးဝဒီဟိုဒီမှာပဲစီတော့မရှိ raps oil ရရှိတာပေါ့နော်နေကြစီပါရှိလုံးဝအဲ့စီတွေမတုံးမဲနဲ့တန်လွင်စီတစ်မျိုးနဲ့ပဲချက်ပါတယ်လို့အဲ့လိုမျိုးပေါ့နော်အကုန်ပြန်ပြီးကိုယ့်ရဲ့အစားတောက်တွေအစားအကုန်ပြန်ချင်းရသေးလားအချင်းလို့မရအောင်လို့နော်စေးတောက်လာမှာနော်စေးတောက်ဖို့မယ်စေးတောက်မှာဆိုစေးရမေ့ပြောချင်တာပါလဲဆိုတော့ဒီလိုမျိုးပေါ့ကိုကမနဲ့မိုးလင်းရင်စေးစားတယ်စေးနေတယ်ဒီစေးရတော့တရားပါပေါ့နော်ပြီးလို့ရှင်ကိုက Sunday ဒီနေ့ Sunday ဆိုတော့အဲ့လိုမျိုးစေးကိုကထည့်ရပြီတပတ်စာပေါ့နော်ထည့်လို့လည်းမရဘူးလေကိုကနေ့မှဆိုတပတ်စာစေးထည့်အဲ့လိုမျိုးပေါ့နော်ကိုကမိုးလေးနဲ့ပဲမှတ်မိလွယ်အောင်ပေါ့နော်မလို့ရှင်ကိုကမိတတ်တာကိုအလုပ်တစ်ဖက်အိမ်တစ်ဖက်နဲ့ဆိုတော့လေအဲ့လိုမျိုးလေးကိုကမနေ့ဆိုရင်စေးထည့်တယ်မားလို့လည်းမရအကြကွာကိုပြန်ဆင်းလာအော်ငါကဒီစေးရကိုတိုင်းကလူမာတွေကိုပေးတဲ့စေးကကိုတိုင်းကလူမာပြန်ဖြစ်နေဘဝတစ်ခါလေးကြာရင်အဲ့လိုမျိုးလားဆိုဒါကတော့တွေးကျဲတဲ့စေးပေါ့နော်ဒါကတော့တွေးကျဲတဲ့စေးသူကတော့မနက်ပို့တလုံးမတော့ပါသေးတယ်လောဆယ်မှာကိုယ့်ရဲ့ဒီတွေးတွေကအဲ့လောက်ထိမဖြစ်ဘူးပေါ့နော်သူရဲ့ဒီချိန်ကြည့်တာပေါ့နော်အဲ့လိုချိန်ကြည့်တဲ့အခါမှာအဲ့လောက်ထိဆူဆူဝါတော့ဖြစ်သေးတော့အစာနဲ့နည်းနည်းလေးပြန်ထိန်းပေါ့နော်တကယ်ပါကျမရေးရလေရန်အရေးကြီးပါတယ်လို့အဲ့ဒါအားလုံးသိစေချင်တာပေါ့နော်ကျမရေးမကောင်းတကယ်မလွယ်တာကျမရေးအထူးပြုစိုက်ကြပါလို့နော်အဲ့ဒါလေးပြောရင်းနဲ့ပဲအားလုံးကိုhave a good Sunday ပါလို့နှုတ်ဆက်ပါတယ်ရှင် bye bye